မင်းပျော်ပျော်လေးလဲနေလိုက်ပါဦးဟိုကပျော်ပျော်ရွှင်ရွှင်နေတတ်ပါလေဟိုရီမန်းချက်တွေကြီးပြီးတော့ဘာဖြစ်မှပြောမယ်ညာဖြစ်မှပြောမယ်ဆိုရင်တော့မင်းပဲပြောရတော့မလဲအခုရောက်တဲ့အဆင့်မှာပြောပါအများနဲ့ပေါင်းသင်းဆက်ဆံလို့ချစ်ခင်ပါကြည်နူးပါကော်ဖီလေးတစ်ခွက်တောက်ရရင်ကော်ဖီလေးတစ်ခွက်တောက်ရတာကိုနှစ်သက်ပါကော်ဖီလေးတစ်ခွက်တောက်နေကနေပြီးတော့ရေခဲမုံဆိုရင်ကောင်းပါဆိုရင်တော့မင်းဆင်းရဲသွားပြီနောက်ရေခဲမုံစားရပါလိမ့်မယ်သင်ကြိုးစားဟိုရေခဲမုံလေးစားကောင်းလိုက်တာကြည်နူးပါကျဉ်တ်အဲ့ဒါဘာလို့ဆိုတော့ရောင်ရဲခြင်းမိမိကိုယ်ကိုနှစ်သိမ့်ခြင်းနောက်တစ်ချက်ကယောနိသောမနတိကာရအသင့်တဲ့မှန်ကန်စွာနှလုံးသွင်းနိုင်ခြင်းအဲ့ဒီလူတွေချမ်းသာတယ်ယောနိသောမနတိကာရအသင့်တဲ့နှလုံးမသွင်းနိုင်ရင်မင်းဘာရမချမ်းသာဘူးမကျေနပ်ဘူးမယောင်ရဲဘူးမတင်းတိမ်ဘူး